လူကတ်ဆိုတဲ့ကောင်လေးတစ်ယောက်ဟာသူ့တငယ်ချင်းမာကိုကျွားချင်တာနဲ့ဒီကောင်တစ်ကောင်ကိုစားပြမလို့မျိုးပစန္ဒကိုကပ်ပြနေခဲ့ပါတယ်ဒါပေမဲ့မထင်မှတ်ပဲအဲ့ဒီကောင်ဟာသူ့နှာခေါင်းထဲကိုဖြတ်ခနဲဝင်သွားခဲ့ပါတော့တယ်မာကိုကတော့လန့်ဖြတ်သွားခဲ့ပေမဲ့လူကတ်ကတော့ဒါကပရိုတင်းတက်ပါကွာဆိုပြီးဟန်မပြတ်ပြောခဲ့ပါတယ်အဲ့ဒီညမှာပဲထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်လာခဲ့ပါတယ်ခံကန်ထဲမှာရှိနေတဲ့ဒီကောင်တွေအကုန်လုံးကတစုံတရာရဲ့ဆွဲဆောင်မှုကြောင့်လူကတ်စီကိုတရွေ့ရွေ့သွားလာကြပြီးသူ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်သွားခဲ့ကြပါတယ်နောက်နေ့ရောက်တော့လူကတ်တယောက်ဘာရီတူကိုစားကြည့်တဲ့အခါအရသာကိုလုံးဝမကြိုက်တော့ပဲပြန်ထွေးထုတ်ပစ်ခဲ့ပါတယ်အဲ့ဒီအစားသူဟာအမိုက်ပုံးတွေကအစားအစာတွေကိုပဲသွားရည်ကြပြီးအငမ်းမရသွားစားနေခဲ့ပါတော့တယ်။ကြောင်းရောက်တဲ့အခါအတန်းဖော်တယောက်ကသူ့ကိုလှေကားပေါ်ကနေမတော်တဆတွန်းချမိသွားခဲ့ပေမဲ့လူကတ်ကတော့ဘာနာကျင်မှုကိုမှမခံစားရပါဘူး။အဲ့ဒါကိုတေချာအောင်စမ်းသပ်ချင်တာနဲ့သူဟာသူ့လက်ကိုလောကတကားပေးမှတင်ပြီးတကားကိုအားကုန်ပိတ်ချလိုက်ပါတယ်။အံ့ဩစရာကောင်းတာကသူဟာဘာနာကျင်မှုကိုမှမခံစားရတဲ့အပြင်ကျိုးသွားတဲ့လက်ကလည်းသူ့အလိုလိုချက်ချင်းပြန်ဆက်သွားခဲ့ပါတယ်။သူဟာဘာဖြစ်ဖြစ်မနာကျင်နိုင်တော့ဘူးထိခိုက်ဒဏ်ရာရမှာမဟုတ်တော့ဘူးဆိုတာကိုသဘောပေါက်သွားတဲ့နောက်မှာတော့လူအထင်ကြီးအောင်ကြောင်းခေါင်မှုပေါ်ကနေမော်တော်ဆိုင်ကယ်နဲ့အောက်ကိုခုန်ချပြခဲ့ပါတယ်။လူတိုင်းကသူ့ရဲ့ယူမိုက်တဲ့လုပ်ရက်ကြောင့်မှင်တက်သွားခဲ့ကြတယ်။အဲ့ဒီအချိန်မှာမာကိုဟာလူကတ်ရဲ့ပခုံးပြုတ်ထွက်လို့မတက်တန်ရရသွားတာကိုသတိထားမိလိုက်ပါတယ်။ဒါပေမဲ့လူကတ်ကတော့ကျိုးသွားတဲ့အယိုးကိုသူ့လက်နဲ့ပဲအလွယ်တကူလိန်ချိုးပြီးပြန်တက်လိုက်ပါတယ်။ဒါပေမဲ့တကယ်အကြည့်တန်တဲ့အမှန်တရားကအခုမှပေါ်လာတာပါ။လူကတ်ကသူ့အကြည့်ကောင်းစုပ်ကိုအောက်ကိုဆွဲချလိုက်တဲ့အခါမှာတော့သူ့အည်ပြအောက်မှာတီကောင်တွေအများကြီးတွားလှုပ်ရှားနေတာကိုမာကိုတယောက်ထိတ်လန့်ဖွယ်ရမြင်တွေ့လိုက်ရပါတော့တယ်။